ခုဖြောပြပေးသောယုံနေလထီကသမီးဖြိုလေးများကျမတို့အထက်ကကပြိုကျောင်းမှာဆရာကြီးဟောင်းဖြစ်သူဆရာဦးနေဝင်းမှစုရုံငွေ9000ကျပ်ကျောင်းသားဟောင်းကြီးဖြစ်သောဆရာတော်ရှိတေစိတ်ဓာတ်မှစုရုံငွေ1000ကျပ်ကျောင်းသားကျောင်းသူဟောင်းများဖွင့်မှစုရုံငွေ1000ခွဲကျပ်ကိုအောင်မြင့်ရွှေမှ3000ကျပ်၎င်းနောက်တောင်းသူဟောင်းဖြစ်ကြသောအမမလာထွေးနှင့်မခင်ဝိုင်းတို့မှာစုရုံငွေ1000ကျပ်အတီးတီးစုချီးမြှင့်သွားပါရဲ့ရှင်ကျေးဇူးထူးတင်ရှိပါရဲ့ရှင်
ချမ်းရွေ့ရာကိုဝါကူလန်းရှ
Thank you.
မလာတယ်မကအားလုံးကိုဗာညောတယ်တော့တော့ပြောပါလေတော့ဒီဘုရားကိုဖြစ်လာကြတယ်ဆောင်းအောင်နာနဲ့ဒီပြပါလေပရမပြောလာတော့ပါလေတော့ဒီလိုတော့အောင်လို့တော့လည်းပြောမှာအတက်နဲ့အကြီးဆုံးအေးလေးဖြစ်ဘယ်လိုလဲဖြစ်ဘုရားကဖြစ်မှာလို့ဒီရတဲ့အတွက်ကျွန်တော်တိုင်းတော့ဒီကြောင်းကြောင်းနဲ့ဒီလိုမျိုးရဲ့သမိုင်းကြောင်းလေးဒီပါပဲတဲ့သမိုင်းကြောင်းလေးကိုအနည်းငယ်တွေ့တာတော့ပါမယ်ကျွန်တော်တို့ပြောရအောင်အေးလေးဖြစ်ကတာအောင်ကိုရတာ16ခုနှစ်မှာဒီရတဲ့ဒါမိကအောင်တဲ့လာယူတော်ဝင်းဆိုတာကိုယ်ကလည်းဆက်ပါတော့ကိုယ်ကလို့လည်းကိုယ်ကြောက်ဒီစားတဲ့သူတို့အဲ့ဒါဒီရတဲ့GDP ကိုတော့လေတော့ရတာကတော့ကိုယ်တော့လည်းရေးတော့ရေးရနောက်ကိုယ်ကတော့လည်းကြားကြတော့ပေါင်းရုံနဲ့နောက်တော့ကပြင်းလာတော့ကျွန်တော်တို့လည်းလည်းပြလာကြာမှန်းဖြစ်တယ်ဘာသာရေးဆိုတာကိုယ်ကတော့လည်းအားနေတော့မှကိုယ်ကလေးလည်းပြချာနေလာလေးလည်းမကြတော့ကြားလာတဲ့ဆိုင်တော်မှာအရင်တည်းရတယ်ဒါသူကြီးကတော့ဖြစ်တယ်ဓမ္မရကိုဓမ္မနာတုံးလေးတော့အစိုးရပါတော့ဘုရားရေးတဲ့ကလည်းရေးတဲ့ကတော့ဖြစ်တော့အဲ့ဒီကလေးပြီးတော့မှဘုရားရေးတဲ့စိတ်ကတော့လွတ်လာရလွတ်လာရတဲ့ကတော့ဘုရားရေးတဲ့ကိုငါလည်းဖြစ်တော့မှအနာရီတန်းကြီးရောမိသားစုတော်လုံးလုံးလေးထားတယ်လို့တော်တော်ကြီးပါပြန်နမရရမှာပေါ့တာဒီဇာလောကဒီလိုမျိုးကတာရနာရီတန်းကြီးရောပြီးတော့နာဘုရားဆက်အဲ့ဒီမှာကျောင်းသားတွေကိုလည်းကြည့်တာလူကြီးတွေကတော့ဟုတ်တယ်ဆိုတော့ဒီပေါ်ရတဲ့စိတ်တော့ပါလို့လည်းနာရီတန်းကြီးနဲ့ဒီလိုဆိုတော့ဘာမို့လဲငါလည်းဒီဘာလို့လဲမှာအဲ့ဒီပါလည်းပဲအညတော်ပြန်ရေးဆိုတော့မှခြေကားကြီးကောင်းလို့ပြောတယ်တော့အဲ့ဖတ်တာကခြေပြီးတာတော့လာဖတ်တာကတော့အဲ့ဒီလက်မှာတွေ့တာလာရတာကမှဥဒ္ဓတို့ဘုရားပြန်လို့ပြောတယ်ဒါကလည်းဒီလိုနားလည်မှာဘုရားထားတယ်လို့တော်တော်လေးမှာဒီလိုမျိုးဒီလိုဓမ္မကတက်တာကမှအဲ့တော့အားလည်းဖြစ်အားလည်းနေတော့မှာတာရမှာဥဒ္ဓတို့ကဖက်ကဒီလိုအကျဉ်းမှန်လေးနဲ့အားလည်းအားလည်းတို့တော့ဖက်တော့တော်တော်ဓမ္မကြီးခရတဲ့ကပေါင်းလေးဖြစ်တော့ကကြားရကြမှာပါဗျာကျွန်တော်တော့ဘုရားကလည်းပြောတော့မှာပေါက်တဲ့စိတ်အားလည်းတော့မရပါအဲ့ဒါမှကျွန်တော်ဒီနေ့ကကြာသမတ်ကတော့ဒီလိုကြောင့်ဓမ္မကြီးတော့လက်တော့ဖြစ်တယ်နောက်ဓမ္မကြီးကလည်းကနေမှာဒီလိုမှာအားလည်း6အားလည်းနားတော့မှာပြစ်တာဘယ်လိုလဲဆိုတော့ပြစ်တာလာချပြစ်တာနောက်ရှေ့ကရှိတော့အကုန်မတာပဲတကားလည်းလာကြဒီတော့တော်ရဲလို့တော့လို့ပြစ်တာလာချတယ်လာချတော့ပေါ်ရည်တော့လည်းမပြရတယ်ကြိုးတော်လေးကိုကျောင်းတာပြုတ်ပြီးတော့အဲမှာနာမရတော့ဘုရားအားလည်းတော့မှာကြိုးရလာပြီးတော့မှာဘုရားအားလည်းပေါ်လို့ပြီးတော့မှာထားတဲ့ပေါ်ကြာတော့တက်ပြီးပြီးတော့တတိယပြည်နေရတော့ကျွန်တော်လည်းကတော့မှာတက်တာရေးရတယ်မှာတော်တော်ကြောက်ပြတယ်နေတော့ဒီနေ့တော့တော်တော်ထားတဲ့စိတ်ကြောက်တဲ့ခါမှာဒီတော့ဒီလာနေတယ်မှာဘယ်လိုကြောက်ပြကြလဲကြောက်ပြကြတာကမှာခက်ကဓမ္မတွေကတော့ဘာလို့ကောင်းလဲမလာရတဲ့မှာဥရုတို့ဥရဝဲအစောရတဲ့ရတဲ့အတွက်ဓမ္မတွေကတော့တော့မတော်နိုင်ပါဘူးဒါပေမဲ့မောတ္တရာဆိုနမရကယူအောင်နမောရစိတ်တော့ဒီကမိုးတဲ့ကမှာတော်တော်ကြီးနေတာအဖြစ်တာတော့ကြောက်တယ်နာနီးဖြစ်မှာကြောက်တဲ့ကိုရာနာနီးရဲ့ဓာရီယာကိုတန်ရဝရုပ်ကမှာပုံရောဖြစ်တာတော့ကြောင်းကြရာကြီးရိုင်းကြီးအားလုံးပဲဒီဓမ္မရဲ့ခေါင်းတော်ပြည့်တဲ့ပါဠိရဲ့ဒီကမျိုးလိုပြောနေတယ်ပါဠိရဲ့ကတော့ဒီကားလေးဖြစ်မှရောက်တယ်ဆိုရင်นี่แหละเรามาจากน้อจะเราว่าเพื่อนเราจะว่าเพื่อนเราจะก็เขาเราที่ว่าไอ้ที่ก็ตายมาที่ว่าจะมาเรียนได้ถ้าเราเขาเราจะเราก็เรามีเรื่องที่เขาจะเราผู้ตรงนี้นะการเจ้าเรื่องนี้เราจะเราทำได้ใช่ไหม
ပြောရတဲ့ဒီလိုလားကြောင်းတာလည်းမှာဒါလည်းအချက်တော့မှဖြစ်တော့မှာဒါအဲ့ဒီမှာယူမှာတက်တာရှိတယ်လို့တော့ဘယ်ကောင်ကြီးကဘယ်ကကားကြီးစားလိုက်တယ်ဒီကဘယ်ကဗီဒီယိုကလည်းဆက်လေးပါတော့ဒါလည်းဒီတော့ဆက်ကြည့်ပါဒါတော့ဘုံကလည်းဒီကအဲ့ဒီတက်တာရှိတယ်တော့ဒီဘက်ကကြောင်းကြီးတယ်ဒီတော့တမိုင်းတော့နားရတော့ပြောရအောင်အခုနားရတော့ဒီကမှာအားတဲ့ပုံနဲ့ခုနေကြတော့လက်ကြီးတို့ပြည်တော့တော့ဆက်တယ်လို့ပြောတာအားရောတော့ဘူးတော့တော်တော်တော့ဒါနဲ့တောင်းတဲ့ပြန်ပြောရမှာတော့မနေရတဲ့တောင်းတဲ့မှာလည်းပြောအောင်ဆိုတော့နမဆိုတဲ့နားမှာပြုံးနေအဲ့ဒါတရားတော်အဲ့ဒီတော့ပြောတဲ့ကတော့မတော်ရဲ့ပြောတော့ဝယ်လာတာကတော့ဒါကြီးလုံးလာတယ်လို့ပြောတယ်ပြေးရကောင်းနေပြတာလေတော့ရဲ့ပြည့်တယ်တော့တော့တို့အဲ့ဒါကတော့မှာအဲ့ဒီမှာကျော်ရတော့ဘာရှိကကျောင်းသားတွေရောဒီနောက်မှာတော့ကျောင်းကိုပြည့်တယ်ကျောင်းကဘာရဲ့ရှင်းတော့မှရှိတယ်ရှင်းတော့မှရှိတယ်ဟာတော့လည်းကျောင်းတွေနာလို့ရှိရင်လည်းတက်တယ်ဒါလည်းတော့ကျောင်းဖြစ်တော့တဲ့ကောင်လည်းဆိုတော့အဲ့ဒီကကျောင်းကိုဒီလိုမျိုးကတော့ဘုရားလည်းပြန်ပြီးတော့ရှိတယ်တော့ဘုရားပြည့်တယ်တော့ကျောင်းလည်းအဲ့ဒီပြည့်တဲ့တိုင်းဘုရားဝေတော့တယ်ပါဠိကမှာလည်းဦးရင်တို့ဟာဒီလိုမျိုးဘာသာရေးတာမှာတော့ဘုရားတော်ရဘုရားတော်တော့ဘုရားတော်တော့ပြန်လာအမှန်တရားနဲ့နာရတာနဲ့နာရတာနဲ့ကြောက်တဲ့မှုတာကမှဒီနာမကရဲ့ဘောရတဲ့ဒီမူလကလည်းဒီဘောရတဲ့ကျေရုပ်လည်းနာကြောင့်ဖြစ်နေတယ်ဆန္ဒကြောင့်ဖြစ်နေတယ်ဆိုတာအဲ့ဒါတော့ဘယ်တော့ခုတည်းတုန်းကဒီလည်းရတဲ့အဲ့တော့ပညာအုပ်တော့ခေါ်နေတာကျွန်တော်တို့လည်းကတော့ကြာတော့ကျွန်တော်ရင်းရဲ့ကြာတော့ပေါ့ပဲတရားဥရှိထုတ်ပါနေလာတော့ပေါ့ရဲ့ဆောင်းကိုကားရဲ့ပညာရေးဌာနကပညာဝင်ရောက်တယ်ပေါ့အဲဒီကအဲ့ဒီတရားတွေလာဘာပဲတော့ပြီးရတော့ပြောအောင်လို့ပညာဝင်လာလို့လည်းအကြောင်းလည်းတဲ့ဆရာဓမ္မတွေကဘုရားထူပါတယ်မြို့တော်မြို့ဝေလာပဲဘုရားထူပါတယ်ငါကဒီငါပြေးတဲ့ကဒီလိုဘုရားထူပါတယ်အဲ့ဒီကအဲ့တော့ကောင်းဆောင်ရတာဗာလိရာခေါင်းဆောင်ဂါကဗာလိကျေမှုဗာလိကျေမှုရပြီးတော့ဗာလိရင်းတော့ဖွဲ့နေတာဗာလိတော့ဖွဲ့ခေါင်းဆောင်ကဒီပါရဲ့ခေါင်းဆောင်ရင်းနဲ့မချမ်းသိပါမချမ်းဘေးရန်စီကပြေရာဖို့အပ်ငါရဲ့ဘုံရင်သုံးလင်းပြညာဆရာကြီးဦးအောင်ခိုင်အားညာလာထောင်တော့တပည့်ဟောင်းတို့ပေါင်းစုညီညာရှစ်ကိုကြောလိုက်ပါ၏ကာယဝစီမနောညီသည်ညာစွာအပြစ်ရှိခဲ့ပါမူကြည်ယူမြစ်တာကရုဏာနှင့်ခွင့်လွှတ်စေကြောင်းသုပန်တောင်းဤအကျွတ်ဆရာရက်ဆရာသည်ဒေဝရာအပေါင်းဝေကွာရှောင်း၍ကျမ်းမာဒုက္ခပြည့်ပါစေတောင်းဆုချွေသည်ခေမာရောက်သည့်တိုင်အောင်သည်သာရှင်မြတ်ချက်တို့ညောင်ယူပေးပါရဲ့ဒီကြောင့်သောတတအပါရရှင်ဘုရားနာဆရာကြီးဦးလို့ရှင်မြတ်ချက်တို့ညောင်ယူပေးပါရှင်ဆရာကြီးဦးအောင်ဘုန်းရှင်ရှင်မြတ်ချက်တို့ညောင်ယူပေးပါရဲ့ဒီကြောင့်သောတတအပါရရှင်ဘုရားနာဆရာကြီးဦးနဲ့တိုင်းတော်ဆရာကြီးကျေလာဆရာဦးရဲ့တော်ဆရာမတော်ဝန်ကြီးဆရာမဒေါက်တာဆွေဆရာမကြီးတော်နန်းနေဆရာမဒေါက်တာဆန်းဆရာမဒေါ်လေးလေးဆရာမကြီးတော်ဒီလို့ရှင်
အဲ့ဒါတော့လည်းဒေါသကြောင့်တော့ပါပါလို့ညာ။တိုင်းသမီးတို့ကသူတို့နိုင်ငံနဲ့သူတို့မှသူတို့မျိုးကိုလည်းရတိုင်ပေးပါမယ်။ခန္ဓာတဲ့သူအားလုံးမှလိုက်ဆိုရေးပြောကြပါလို့ညာ။အတက်လည်းတင်ပဲ့ပြီးသုံးမှသိမမကြံဘေးရန်စီကာသိရာဖို့အပ်အားရက်ကိုပင်သောင်းလင်းပညာမျက်စရာတို့အားညာလာထောင်သောတပည့်ဟောင်းတို့ပေါင်းစုညီညာရှိခိုးကြောလိုက်ပါ၏ကာယဝစီမနောမြည်သည်ညာစွာအပြည့်ရှိခဲ့ပါမူကြည်ပြူမြစ်တာကရုဏာနှင့်ခွင့်လွတ်စေကြောင်းသုပန်တောင်း၏အကျွတ်စရာမျက်စရာတို့သည်ဘေးရရာပေါင်းဝေးကွာရှောင်း၍ကျမ်းမာဒုက္ခပြည့်ကြပါစေတောင်းစုချွေသည်ခေမာရောက်သည့်တိုင်အောင်သည်ကျောင်းရဲ့ပထမအချိန်တော့ကျောင်းသူကျောင်းသားဟောင်းများအာတိယဘုရားအခမ်းအနားကိုဒီပြောင်းလာကြတယ်။ဆရာကြီးတော်တော်များလောဘောကိုယ်နဲ့ဆရာဆရာမများကျောင်းသူကျောင်းသားဟောင်းများအသိဉာဏ်အားလုံးနေလာပါလို့ကျွန်တော်တို့ဆက်တာပါ။ကျွန်တော်တော့ဆရာဦးလူကြီးဖြစ်ပါတယ်။ဒီဟာဒီဒေသပါတာဝန်အရအနည်း30ပေါင်လေးကျေတော့ကျွန်တော်ကံကဆောင်တယ်။ဒီဟာအဲ့လိုတော့တက်ဆောင်ခဲ့တော့လေတာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာလုတ်ပေါ်ခိုင်တဲ့ကျွန်တော်တို့ဒီရင်ကိုဘော်ရည်ဓမ္မဆရာဆရာမများတပည့်များယုံကြဆိုင်ပါဗျာဒီနေရာအိမ်မှာပဲဓမ္မထပ်မှလေတော့ဆရာကြီးရဲ့ရောက်လာပါလေကျောင်းသားကျောင်းသူဟောင်းများကိုလည်းပဲအခုလိုပထမအကျိန်အောင်မြောက်ကျင်းပပေးနိုင်တဲ့အတွက်သူရဲ့ကျေးဇူးတွေဝမ်းမြောက်ပါကြောင်းပြောကြလိုပါတယ်ဓမ္မကတော့ဒီကိုဆရာအောင်ပြီးတော့ဆရာအဖြစ်နဲ့ပထမဦးဆုံးမျိုးစိထားခဲ့တဲ့ကြိုရွာလေးဖြစ်တဲ့အတွက်ဘယ်တော့မှမမေ့ပါဘူးဒီဘက်ဘဝတန်းဆောင်လို့အဲ့ဒီလိုဆိုကိုဝါဒနာမှာလည်းဒီဆရာလုပ်ငန်းလေးကိုဒီမှာပထမဦးဆုံးတာပဲထပ်ဆောင်